မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီတစ်ခါတော့ဆရာက2025ခုနှစ်10လပိုင်းအတွက်တနင်္လာသာသမီမိတ်ဆွေတွေအတွက်ကံကြမ္မာဟောစတန်းကိုဆရာကတလစာဟောကြားပြီးမှဖြစ်တဲ့အတွက်ဥစွာတနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးဘေးရမှန်သမျှဝေးကွာကြပါစေကြောင်းဒီကနေမေတ္တာပို့ဆုတောင်းဖွင့်ပနာပြုတာလိုက်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်10လပိုင်းအတွင်းမှာအောက်တိုဘာလအတွင်းမှာမိတ်ဆွေတို့အချိန်ကြီးဘာလို့နဲ့တပြည့်ပြည့်နဲ့ပြောင်းလဲလာအခုဆိုလို့ချင်းဘာမှမဟုတ်ဘူး2025ရဲ့10လပိုင်းကိုရောက်လာပြီဒီ10လပိုင်းအတွင်းမှာတနင်္လာသာသမီမိတ်ဆွေတွေရဲ့ကံကြမ္မာကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်ဘယ်ကနေကြည့်နေရလဲဆိုတာဆရာကမှတ်မိကြပါဦးဒါပြီးတော့ဥစွာမန္တလေးကိုဆရာရောက်နေပါတယ်မန္တလေးကမိတ်ဆွေဆရာငယ်နဲ့တွေ့ကြတဲ့မိတ်ဆွေများဆရာအစာဟိကွန်ဒို84 24 25မှာနေပါတယ်ခင်ဗျာနော်ဆိုတော့တို့တော့ဆရာနဲ့တွေ့ကြတယ်ဆိုရင်ရက်ရှင်းလေးတစ်ရက်လောက်တော့ကြိုပြီးတော့ဆရာရဲ့0939 939 416 WhatsApp Telegram မှာဖြစ်စေဆက်သွယ်ပြီးတော့ဆရာနဲ့တွေ့ကြပါတယ်ဆိုပြီးတော့ဆရာကိုစင်ရင်ပြသွင်းတာပါဆရာဖုန်းပြန်ဆက်ပြီးတော့ရက်ရှင်းလေးရမရနဲ့ရမယ့်အချိန်ကိုဆရာပြန်ပြောပြပါမယ်လို့ဥစွာပြောပြရင်လည်းအထူးအစီအစဉ်ပေါ့တနင်္လာသာသမီတွေအတွက်ဆရာတို့စတင်ဟောလိုက်အောင်ခင်ဗျာနော်တနင်္လာသာသမီမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုကိုမပိုင်းမပြီးရတာမျိုးတွေဖြစ်နေတယ်ဆိုတဲ့စိတ်မျိုးကံမျိုးပြနေတဲ့အတွက်မိတ်ဆွေတနင်္လာသာသမီတွေဟာဘာဖြစ်ဖြစ်ဟိုနေရာလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာကတော့ကျင်းတည်ကြပါလိမ့်မယ်သို့တော့ဒီဆယ်လပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေသတိထားပါသွေးတက်တဲ့ကျမ်းမာရေးလေးတွေကိုသတိပြုဆင်ခြင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတနင်္လာသာသမီတွေဟာလက်ရှိဒီရဲ့10လပိုင်းပြင်မှာဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်စနလို့ပေါ့အစင်းအမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကြောတို့ရှက်တောက်ကိုခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေမှာထုံကျင်ရတာမျိုးနာကျင်ရတာမျိုးကြိုက်ခဲရတာမျိုးတွေဖြစ်တတ်တယ်လို့သွေးနဲ့ပတ်သက်ပြီးတော့အရေးပြားတို့နော်သွေးနဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါဒါဆိုလို့ရှိရင်သွေးတက်ရှိနေတဲ့သူသွေးစိလေးပဲလူကိုကပုံမှန်သွေးလူနေကြမိတ်ဆွေတွေသွေးလေးလူပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူတွေဖြစ်ပြီးများစွာကံကောင်းလာစီမှာဥစွာတည်ကြတယ်လို့ဆရာကပြောလို့ပါတယ်ကောင်းပြီအသက်65နှစ်အထက်တနင်္လာသားသမီးမိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဂရုစိုက်ပါလေထိုးလေအောင်လေပြန့်လေဖြတ်တာမျိုးတွေဂရုစိုက်ပါရေကိုင်နဲ့အခါတတိပြုစင်နေတာအတွက်တော့လိုအပ်ကြောင်းထပ်တော့ပြောကြားလိုက်ပြမယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2025ခုနှစ်10လပိုင်းအတွင်းမှာကံဟာအရာရာကိုချိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာလို့ဖြစ်ကံဟာမိတ်ဆွေတို့ပတ်မှာအခြားသောနေသားတွေထက်တနင်္လာတွေကဒီ10လပိုင်းဆိုတဲ့ကာလအတော်ဒီမှာဆိုကျင်းတည်တယ်ချိတိုးဆောင်ရွက်ပါမိတ်ဆွေတို့ဟာဘာကိစ္စဖြစ်ငွေကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာလို့ဖြစ်ကျင်းတည်ပါအခြားသောနေသားတွေကကံကလူပန်စွမ်းရင်အောင်ကံကမဆာမဲ့ကာလနှကောင်းနှမြတ်တို့အတိတ်ကကံတို့ပထမဆက်တို့ပုဂ္ဂိုလ်ဆက်တွေအခုကြီးကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနင်္လာသားသမီးမိတ်ဆွေတွေကလက်ရှိဒီ2025 10လပိုင်းမှာကံရဲ့တိုးတက်မှုနဲ့အထောက်ကိုရရှိတတ်တဲ့အတွက်မိမိအနေနဲ့ဘာကိုဖြစ်အမေရိကန်လုပ်ခြင်းစိုင်းဘုတ်တင်ခြင်းဒီဇိုင်းဆွဲခြင်း graphic အစရှိတဲ့အရာလေးပဲဖြစ်စတင်လှုပ်ဆောင်တာကိုပဲဖြစ်အတက်နိုင်ဆုံးအဖွဲ့အစည်းသင်းဖွဲ့နဲ့ပတ်သက်ပြီးဥဆောင်လုပ်လို့တဲ့လုပ်ငန်းတွေအမေရိကန်လုပ်လို့တဲ့ကိစ္စတွေမှာတော့ချိတူအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမှအသေးချာပဲဖြစ်တယ်လို့ကံကနည်းနည်းလေးကိုကနည်းနည်းလေးညံလေးနဲ့ဝရိယလေးပေါင်းဆက်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံဟာတီရက်တည်လာပြီးတော့ယတနာပုံစိုက်ကိန်းနဲ့စိုက်တယ်လို့တားရွှေကိုထမ်းရတယ်လို့ကျင်းတီပါကံဟာဇောတိကဖြစ်နေတာတော့အသေးချာပဲဖြစ်တဲ့အတွက်ဒီကံဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အစဉ်ပြေမှုတွေများစွာရရှိတတ်သောလာဖြစ်တာကိုတော့အသေးချာပဲဖြစ်ပါတယ်ခင်ဗျာနော်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးကြစီအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွင်မှာယာရုလုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာရုတက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာဒါအပြင် OHM နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်တနင်္လာသားသမီးမိတ်ဆွေတွေနဲ့လက်ရှိကာလအတော်တွင်မှာငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအစုရှယ်ယာစုခြင်းနဲ့ပတ်သက်သောကိစ္စလေးတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်စွမ်းဆောင်တာမျိုးအထယ်အလိတ်တို့ TT ဖနက်တို့ social media နဲ့ပတ်သက်သောလုပ်ငန်းလေးတွေစားတောက်ကုန်လုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးပကြီးပမှုဗေဒင်ဗေဒစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စီရှေ့တိုးဆောင်ရလှုပ်ဆောင်ကောင်းပါတယ်ဓာတ်စီဒီဇယ်လောင်စာစီကြောက်မြတ်ရတနာပဒံမြတ်တွင်းထွက်ဘောမောအစရှိမှန်အစရှိတာလေးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာကုန်တယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေကိုချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ် OH ချမ်းမြေယာထိုင်ခင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ကျင်းသေးပေါစောက်ရမယ့်ကာလဖြစ်ပြီးတော့စောင့်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းတန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောင့်နိုင်မယ့်ကာလရှေ့တိုးဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းကျင်းသေးပေါရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါOH ချမ်းမြေပိုင်ဆိုင်လို့တဲ့မိတ်ဆွေများ OH ချမ်းမြေပိုင်ဆိုင်ခြင်းမျိုးတွေကျင်းသေးရရှိတတ်သောလားဖြစ်ကြောင်းထပ်လောက်ပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်မေတ္တာရေးစံအင်မတန်အားသာနေပြီးတော့
ဖူးစာဖတ်ပေါ်ခြင်းတွေသမီးသားများအနေနဲ့ဆိုရင်လည်းအိမ်အောင်ပြုခြင်းတွေစိတ်ဆက်ခြင်းတွေတော့အားသာကောင်းမှုတိုးတက်နိုင်ပြီးတော့မင်္ဂလာရက်ဆရာငနာလာယူလို့ရတယ်လို့ဆရာကြားပြကျင်ညာလိုက်ပြရစီနော်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းနှလွားပေါင်းမှာတရွက်ဆိုတဲ့အတိုင်းပဲဟိုတုံးနဲ့တူတယောက်နဲ့တယောက်သမီးသားဘဝကိုရက်အိမ်အောင်ပြုဖို့အတွက်ကိုတိုင်းပြည်ရန်လူကြီးမိဘတွေနဲ့စိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟုတ်လားကျွတ်ပြီးရှေ့ရတက်ရဲဆိုလိုပဲမိတ်ဆွေတို့အနေနဲ့အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတွေလူကြီးနှစ်ဖက်နှစ်ဦးကမ်းလန်းလှုပ်ဆောင်ခြင်းတွေကျိုးစားပြီးတော့ဆွမ်းဆောင်နေဘာမှဆိုကျင်းတီဟောအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေကြအတိအကျပဲဖြစ်ပါတယ်ခင်ဗျအထယ်လိပ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်ရေရှားမြေရှားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးလေးတွေငါကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရဝေးခီးကနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမှုတွေရရှိတတ်တယ်လို့သင်တန်းတက်ခြင်းဘာသာစကားသင်တန်းလို့ပညာရေးဆိုင်ရာတွေမှာလည်းသင်ယူနိုင်တဲ့လောက်မိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစီတော့လာဖြစ်တာတော့ကျင်းတွေသိကြပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်လူမျိုးရှားဘာသာရှားအကျိုးပေးပါတယ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်ခင်းအသစ်ရရှိတာမျိုးတွေအိုးအိမ်ရှန်တွေစောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတတ်တယ်လို့ငါကသာသမီမရရှိတော့တနင်္လာသာသမီမိတ်ဆွေတွေသာသမီရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တဲ့အတွက်နီးစက်ရဖျားစီပရဝုံတွေပါဖြစ်စီဆရာတို့ဖျားတွေရဲ့နော်မိတ်ဆွေတို့နဲ့ဖျားတွေရဲ့အရှိတ်မုတ်တက်တဲ့ကိုသွားပြီးတော့မြတ်စွာဘုရားနာမှာတိုင်နေတာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်မှာရှိတဲ့ညောင်နေကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မင်းသို့မဟုတ်ညောင်မင်းနတ်ပင်ကိုရှင်တွဲပေါင်နေတဲ့အပင်ကြီးနတ်ပင်ရှင်တွဲပေါင်နေတဲ့ရုပ်ကစုံနတ်ဒီနာမှာငပြောပြီးခုနှစ်ပြီးနဲ့နော်ဆွမ်းမိတ်ဆွေတို့အုံသီးနဲ့ဒါမျိုးလေးကိုမိမိတို့နိစ္စရပြောဆိုတတ်တဲ့မိတ်ဆွေတွေနာမှာတစ္ဆာခရီးပြုပြီးတော့သားသမီးသားလာယရနာသမီးလာပြုပညာလေးတွေတောင်းရင်ဆရာလူပြောချောလေးတွေရလာမှာအသေးချာပဲဖြစ်ကြောင်းဆရာကထပ်လောက်ပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလိုက်တာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လာရင်တော့ထီကန်ဆန်းပါလို့တော့ပြောထားတဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကမှုအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲကံညံ့စီကမှုအကျွေးတင်နေပါစေအောင်တော့ကျင်းသေးပါကူညီမဲ့သူကူညီမဲ့လမ်းပေါ်လာတဲ့အတွက်ဘလောက်ဖြစ်ဖြစ်စိတ်ထက်မကြပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်မိမိမျက်နှာရဲ့ရှင်လန်းခြင်းနဲ့စိတ်ကိုယ်သာပြောအောင်ထားပါဘာကူမှအရင်ကြီးစိုးရင်ပူပန်တောကဖြစ်နေတာမျိုးမလုပ်ဘဲနဲ့ရှေ့တိုးပြီးတော့အားသာကောင်းမွန်အောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိစီမှာအသေးကြပဲဖြစ်တယ်ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်ကောင်းတာတွေလည်းဆရာတို့ဆက်ပြောလိုက်ရအောင်ခင်ဗျာနော်ကောင်းတဲ့ချက်လေးတွေကိုဆက်လက်ပြောပြပေးပြရစီကောင်းတဲ့ချက်လေးတွေကတော့ဒီလာတာတော့ဒီမှာဆိုရင်တနင်္လာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တွေမှာအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်ပံ့ကိုရရှိတတ်တယ်လို့အကျိုးပေးသောအရက်ဟာအနောက်ဆူဆူရဖြစ်ပြီးတော့စမ်းတီရာအရက်ကတော့အရှိမြောက်တောင်ရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအယောင်အနေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောကဏ္ဍအက္ခရာတွေအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားသာကောင်းမွန်စေတာအသေးကြပဲဖြစ်တယ်အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာပတ်စံ1000တန်လေး2ရွက်ကိုဖြစ်စီ200တန်လေး1ရွက်ကိုဖြစ်စီ1000တန်ဆို2ရွက်200တန်ကို1ရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သို့မဟုတ်အိတ်ကထဲမှာထည့်ပြီးတော့အိတ်ကကလေးကိုပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေကျင်းသေးပေါင်းရရှိမဲ့ကာလဖြစ်ပါတယ်အကျိုးမပေးတာလေးတွေဆက်လက်ဖော်ပြပြီးဝင်ပြပါခင်ဗျကံဆိုတာဆရာတခါလေးမှာပြောတတ်ပါတယ်ဆရာတို့ကတနင်္လာတွေဟာလောကမှာအများကြီးရှိတဲ့ထင်မှာဆရာတို့ရဲ့တက်ကနစ်နဲ့ချောင်းရံဆောင်ရံအတွက်ပြောကြပြပေးခြင်းနဲ့ခြင်းဖြစ်တယ်သို့တော့မိတ်ဆွေတို့အနေနဲ့ဗီဒီဆရာကထီပေါက်အောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒီဆရာဟာကျွန်တော်အုပ်ပွားနေတော့မဆုံးဘူးပေါ့ဆရာကြီးစင်ရုံလေးစကားငါပြောရင်ကြက်ပြောက်တာကိုဝက်ရောက်ပြီးရေရရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျဒါအပြင်ဆရာငယ်ပြောတယ်လို့ပြောရင်ထီကနန်းရှက်ကနန်းအပိုင်ပြင်ဆရာငယ်အိမ်နဲ့ရောက်နေအိမ်နဲ့ဝိုင်းနဲ့ရောက်ပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထပ်လောက်ပြောရင်းနဲ့သတိပြုစင်ကြင်ရတော့ပါဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အစွန်းမရောက်စီနဲ့အယုံကြည်လည်းမသေးပါနဲ့เนาะဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းနဲ့ဒီလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့သတိထားမှာစက်ပစ္စည်းအသစ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီကောင်မောင်တို့စိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဂရုစိုက်ပါတနင်္လာသားသမီးအမျိုးသားများအနေနဲ့ဆိုရင်တော့အိမ်တော်ရေးရှုပ်ချင်းကိစ္စလေးတွေတော့မဟုတ်အချုပ်အောင်ကိစ္စလေးတွေကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးကြုံနေရလို့ရှိရင်ငါးသက်စိလွတ်ပေးတာမျိုးငါးလွတ်ပေးတာမျိုးငှက်စားတို့ခိုးစားတို့ခွေးစားတို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်တတ်တယ်လို့အချုပ်အောင်ဖြစ်တတ်ပါတယ်လူငယ်များအရှိန်နဲ့ပတ်သက်ရင်မထင်ပါပဲအိမ်အောင်ကြတာမျိုးလေးတွေဒီစားလဲရအိမ်အောင်လဲကြဆိုလို့စုပ်ခေါ်လက်ကိုအတုံးလိုက်တက်လိုက်ခဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထားဆင်နေပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်social media နဲ့ပတ်သက်ပြီးတော့
ဆွမ်းနာလို့ကိုတိုက်ခိုက်တဲ့သူရွေချက်ရှိကြုံရတတ်တဲ့အကြောင်းတတိထားစင်ကြင်ပြီးကိုလိုအပ်ပါတယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာကိုပဲဖြစ်ဖြစ်ကြိုမပြောပါနဲ့ကြိုပြောရင်ပြတ်တတ်တော့အဖတ်တာကလာဖြစ်ပြီးတော့အခါမိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်လှုပ်ချင်တဲ့ကိစ္စဖြစ်ချင်တဲ့ကိစ္စတွေရင်သွင်းမှာကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအာသာကောင်းမှုတိုးတက်ပါတယ်စက်ပစ္စည်းရင်တကိုးကိုခံရတာမျိုးတမိုးရှိတဲ့ပတ်စံပစ္စည်းရင်စက်ပစ္စည်းတဲ့တကိုးကိုခံရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါတယ်လူပြူစားခြင်းခံရတတ်တာမျိုးတွေအစားပင်ဆုံးတိုက်မကောင်းတဲ့အတတ်ပညာတွေပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံနောင်ကိစ္စလေးတွေအိမ်တော်ရေးအရှုံရှင်းကိစ္စလေးတွေကိုကမဟုတ်ရင်တော့ရိုးစွတ်ဆွဲတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရန်လိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလုပ်ကိုင်နဲ့ပတ်သက်ရင်လုပ်ငန်းသစ်အလုပ်သစ်တွေတိုးရှဲလုပ်ကိုင်ခြင်းထက်ရှိနေတဲ့အလုပ်ကိုပဲတိုးတက်အောင်စွမ်းဆောင်ခြင်းဟာပုံမှန်ကံအားကောင်းပြီးတဲ့အခါအလုပ်သစ်ရှာနေတယ်ဒီအလုပ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အရှားတနေရတတိသားကိုရွေးချယ်စဉ်းစားထားတယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစီမှာအတိအကျပဲဖြစ်တယ်လက်လွန်ထားတဲ့ငွေကြီးတွေပြန်လဲရရှိပါလိမ့်မယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီကိုမောင်နှမကိစ္စလေးတွေကြောင့်စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စေတာမျိုးလေးတွေအလင်းစလိုဆုံးဖြတ်တာမျိုးလေးတွေရုတ်တရက်ဝုန်းနဲ့ထိုင်ကနေဆုံးဖြတ်ပြမှုတဲ့ကိစ္စလေးတွေမှာမိတ်ဆွေတို့ကအမှားယွင်းလေးတွေပေါ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့အပူကူးဆက်တတ်ပါတယ်အမှုကိစ္စဖြစ်နေသူတွေကိုကိုယ့်အိမ်မှာခေါ်ပြီးတော့ညအိမ်ညနေလက်ခံပြီးတော့ကိုယ့်အိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးဆက်တတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အိမ်တော်ကွဲမယားကွဲဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတဲ့ကိုယ့်အိမ်ကိုညအိမ်ညနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဂျားသုံးကြားချောင်ဖို့ထလောင်းပြောကြလိုက်ပါရစေ။ကောင်းပြီ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကိုင်ွယ်မောင်းနေတဲ့ကသတိထားစင်ရင်မှာရင်ခရီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစ်စဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်စကားကိုလိုတိုင်းပြောတာမျိုးလေးတွေကုံတိုင်းပြောတာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတတ်တယ်လို့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တိထားပြီးတော့လှုပ်ဆောင်မှအောင်မြင်ကမှအားသာကမှပြုမှုဆောင်ရတာကောင်းပါတယ်ခင်ဗျတို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်တောက်ကြသားသမီးတွေနဲ့တောက်ကြနေတွေနဲ့တောက်ကြရက်တွေနဲ့တွဲဖက်လုပ်တာမျိုးကကံကိုအားနည်းစေတတ်ပြီးတဲ့အခါ73ရက်နေ့တို့31ရက်နေ့တို့ဒီလိုရမျိုးတွေမှာ73ကနန်းတို့31ကနန်းတို့ကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတဲ့အတွက်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်တတိထားဆင်ခြင်ရမှာတော့တန်မိုးချိတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေရွှေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတ္တာမျိုးလေးတွေမှာကြာပြောက်တာမျိုးကြာပြက်ကြတာမျိုးတခုခုခံရတာမျိုးလူခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့အကြွားအမော်ထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရန်အတွက်တော့လူအကြောင်းထလောက်ပြောကြလိုက်ပါရစေလူယုံမလွယ်ပါနဲ့လူယုံဝင်လွယ်ရင်ဒုက္ခရောက်တတ်ပါတယ်အထူးသဖြင့်ကိုနဲ့တခါမှအလုံးမလုံးဘူးတော့အမျိုးသမီးကြီးတွေကိုယ့်တက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အကူအညီကိုလူယုံမလွယ်ပါနဲ့အပြောကောင်းရင်တိုင်းမယုံပါနဲ့လို့ပဲဆရာကထလောက်ပြောကြလိုက်ပါရစေခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာလှဆွမ်းနာလို့အလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ရှိရင်ဆွမ်းနာလို့စိတ်တိုင်းမကြတာမျိုးတွေဖြစ်ရတတ်တယ်လို့ကိုယ်တိုင်ပြင်ရင်မလာဘဲနဲ့သူများကိုပြင်လာတယ်ဆိုတဲ့ကာလာမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကုန်ဆရာကြားမိကြလားဆိုအလှကုန်ဖန်စီပစ္စည်းအလှ beauty salon တွေနဲ့ပတ်သက်ရင်ဆရာငယ်နဲ့လာနေကြတာလေများတော့ဆရာကဒါလေးကိုလည်းတစ်ခုပေးလိုက်ပြရစီကိုယ်တိုင်ပြင်ရင်တော့ကိုယ်စိတ်တိုင်းမကြဘဲနဲ့သူများကတော့ကိုယ်စိတ်တိုင်းကြနေတာမျိုးဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်လဲရှောတယ်ပြင်လိုက်ရင်ကိုချောမဆိုလို့ပြင်တာဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုဘာမှစိတ်ကြမကြဘဲနဲ့စိတ်ကိုပြောအောင်ဒီပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်နောက်တစ်ခုကလက်ပိတ်စီသောစကားတွေဒုက္ခရောက်တော့မှာပဲခက်ခဲတော့မှာပဲငွေပုံတော့မှာပဲဆိုတဲ့ဘူးဆိုသောစကားလုံးတွေကိုခြောင်ပြီးတော့ငါတော့ကံကောင်းတော့မှာငါတော့အစဉ်ပြေတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့ဒုက္ခိဒုက္ခဆိုတဲ့ကောင်းသောစကားလေးတွေဆိုပြချင်းမိတ်ဆွေတို့ရဲ့ကံဟာအာသာခြင်းတုတ်တက်ခြင်းတွေဘက်ကိုကျင်းသေးပေါင်းရရှိစေတာအသေးချာပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုလုပ်မြောက်ဆူဆူရက်ကိုမျက်နှာမူပြီးသွားတဲ့လုပ်ငန်းတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်ပေးရမှာတော့တောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားရောင်လို့ဒီရောင်လေးတွေကိုတော့မဟုတ်မြေကြီးရောင်တွေပေါ့နော်ဆိုတော့ဒီရောင်လေးတွေကိုတတိထားဆင်ခြင်ပြီးတော့ဝစ်စင်မှာအရေးကြီးတဲ့ကိစ္စတွေမှာစိတ်ကိုထိုင်းမှန်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းဆရာကထားလောင်းပြောကြားလိုက်ကြတယ်ခင်ဗျာကောင်းပြီအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်ကြမရှိဘူးငကိုကဆက်သွက်ပြက်နေတော့အိမ်တော်ကြီးမှာအစဉ်ပြေလာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်အကျဉ်းသားတွေအားနည်းနေတော့နှွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိမ်တော်ကြီးမှာတယောက်နဲ့တယောက်နွေးနွေးထွေးထွေးပြန်လဲတိုင်ပင်ညှိနှိုင်းတာမျိုးလေးတွေအကျိုးပေးသလို
အိမ်အောင်ဘက်ကြောင့်ငွေတွေလုံးနေရင်လည်းဝင်လာတာမျိုးလေးတွေသာသမီရဲ့တနာရရှိတာမျိုးလေးတွေတပည့်လက်သားအကူကြီးထောက်ဖို့ရရှိတာမျိုးလေးတွေအိမ်အောင်ဘက်ရဲ့အစိုးတွေကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်စိတ်ချမ်းသာစရာတဲ့တင်းလေးတွေကြားရတတ်တော့ငကိုကစိတ်သူများပေါ်မှာဖြစ်နေတော့အမျိုးသမီးတွေသူများပေါ်မှာစိတ်ပါနေတော့မိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာစွမ်းနာလို့ပြန်လဲတဲ့မှတ်အောင်ကြိုးစားပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါတယ်။ငကိုကဝေးကွာနေတော့အိမ်အောင်ပများအနေနဲ့ကတော့တုံးတဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးလေးတွေကျင်းတွေကြုံရတတ်တယ်လို့တကယ်လို့မှမိမိတို့အိမ်အောင်ကြီးမှာပြဿနာကတော့ဖြစ်ပြီးဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ဂျားလူတူတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့အတွက်မိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကိုသူတို့ဘာမှမတိုင်မြင်ပါနဲ့လို့ထပ်လောင်းပြောကြလိုက်ရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာရလိုက်ချလိုက်ချဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါနော်ဆရာဟိုဖြစ်လို့နော်ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းတော့အယောင်းဖတ်စီဖို့အတွက်ဆိုရင်200တန်လေးတစ်ရွက်နဲ့ရိုက်ကုန်ထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းတော့အယောင်းဖတ်ပြီးတော့အကန်ကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတော့အယောင်းထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းကုန်တွေကိုသတင်းစာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့သတင်းစာဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်သွားအောင်ဆွမ်းနာလို့ပေါ့ရောင်းထွက်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ကုန်ထိတွေ့ရောင်းလိုက်ပါအယောင်းဝယ်ကောင်းပြီးကန်ကောင်းစီမှာအသေးချာပဲဖြစ်တယ်ခင်ဗျာအဆက်ဆက်ရရငွေကြီးကအားကောင်းစီပြီးတော့အဆက်ဆက်ရရအဆင်ပြေစေရန်အတွက်မပြောမိအဋိဌံအနေနဲ့ဆိုရင်ဆရာမင်းမိတ်ဆွေတနေ့လာတာတမီးတွေအဋိဌံကုလို့တပဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအဆင်ပြေစေဖို့အတွက်ဆိုရင်မဟာသမယတုတ်ကိုတနေ့ကိုတစ်ခေါင်လုံးနဲ့ရှစ်ရက်တိတိအဋိဌံပြုလိုက်ရင်အခက်အခဲတွေမှန်တယ်အပူတော့ကတွေမှန်တယ်ပြည်လဲပျောက်ကင်းသွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအဆင်ပြေစေပြီးငွေကြီးကအားကောင်းစေရန်ပြုလုပ်ရမယ်ရရာအနေနဲ့ဆိုရင်တော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော်ကြံလေးနှစ်ချောင်းကိုနော်မြတ်စွာဘုရားဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဆွမ်းလာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာတစ်ထောင်တန်လေးတစ်ရွက်ကိုတင်ထားပါဆရာပြန်ပြောပါမယ်နော်တစ်ထောင်တန်လေးတစ်ရွက်ကိုတင်ထားပါမှောက်မှောက်လန်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတဲ့ဖန်ခွက်လေးနဲ့မိတ်ဆွေတို့ရဲ့ဖန်ခွက်လေးနဲ့တင်အကြည့်ကလေးပေါ့နော်ဖန်ခွက်အကြည့်ကလေးနဲ့တင်ပြီးတဲ့အခါရေတဝက်လောက်တင်ပြီးကြံလေးတစ်ချောင်းကိုတင်ပြီးတော့နေ့စဉ်မိမိအိမ်ဟာမြတ်စွာဘုရားမှာနော်လှူပြီးတော့ခါကြတော့နေ့စဉ်တော့ကပ်ပါနော်အရှင်ဘုရားဘုရားတပည့်တော်ကြံတဲ့ပတ်စံလှူပါတယ်ဘာညာဆိုပြီးတော့လိုရာကိုဆူတောင်းရင်ကျင်းသေးပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတနေ့လာတာသမီးဒီလကတော့စိတ်ချမ်းသာစရာတွေများတယ်ဗျာကဲကောင်းပြီဆိုတော့တနေ့လာတာသမီးမိတ်ဆွေတွေအားလုံးကံရဲ့ထောက်ပံ့တွေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအလေးတွေရရှိကြပါစေယရနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေတက်နေတဘိုးလောက်ဝေဖြိုးလို့နော်အောင်မြင်မှုအပေါင်းတွေခါညောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာကင်းစင်ပါစေကြောင်းဆုတောင်းရင်းနဲ့ကဲတနေ့လာတာသမီးတွေအားလုံးယရနာစိန်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံကြတာပေါ့ခင်ဗျဒီလတော့စိတ်ချမ်းသာကြနေပါပဲ